အခုကတော့ hostel မှာရှိတဲ့ NASA ရဲ့ပေါ့နော် Space Center ကိုသွားပါမယ်လိုက်ခဲ့ကြပါအထဲမှာဘယ်လိုထူးဆန်းတဲ့ຢာတွေရှိလဲဘာတွေရှိလဲဆိုတာကို free ကြည့်ရမယ့်နေရာဖြစ်ပါတယ်ဒါကတော့ဒီနေရာမှာ ticket ဝယ်ရမှာဖြစ်ပါတယ် ticket ကတော့စားပေါ့နော်34 35ပေါ့နော်34ကျော်35ဒေါ်လာကျပါမယ်အရန်တန်ပါတယ်ထဲထဲမှာတကယ်ကိုလကပါဘောစီရောက်သွားမယ်နေရာပေါ့နော်နေရာစီးရတာအရန်တန်ပါတယ်အကြည့်ခဲ့ကြပါဆရာလေးနဲ့တူလိုက်ခဲ့ကြပါဒီကိုသွားမယ်နော်ဒီလကပါကိုသွားမယ်လကပါလာနဲ့ကျင်းနေပေါ့နော်ဒါကတော့ရှင်ပေါ်လေလကပါလာချစ်ပါအဲ့တော့ပြောကြတဲ့ခုမတရားမှတ်တမ်းလေးပါလကပါရောက်သွားမယ်လကပါကိုရောက်သွား on all the other flights before us landed in a very difficult unique environment, what we call the northeastern initiative. ဒီရဟုတ်မယ်လကပါနဲ့ကျေးဇူးပါဗီဒီယိုရတယ်လကပါကနေကျေးဇူးပါနော်ဒီဘက်ကဟုတ်ပြီပြီးတော့Catch the moon ဟေးကြောက်တုံးကြောက်ခဲတယ်ဘာကဘာကြောက်ခဲဘာကဘာဘောတေလာတဲ့ကြောက်ရာလေးတဲ့ကဲထိလိုက်ပြီကြောက်ခဲအော်ဒါကြောက်တုံးနေတယ်ဘာကဘာဘောယူလာတဲ့ကြောက်တုံးနေSpace ကနေထူဆိုပါတယ်ထမဦးဆုံးဒါအမေရိကန်နေပေါ့နော်ရောက်ခဲ့တဲ့ဒီနေရာဒါထိချုပ်တဲ့နေရာဖြစ်တယ်ပေါ့နော် NASA ထိချုပ်တဲ့နေရာဖြစ်ပါတယ်ဒီနေရာက NASAအော်ဒီမျိုးလာကပါမှာဒါဒီမျိုးလဲနေတာအကာသားထဲမှာနေရတာအကာသားထဲမှာအဲ့လိုဟဲ့အကာသားအဲ့လိုနေရဆိုတော့မသွားချင်ပါဘူးတော့မို့တဲ့လူတောင်းဆုံးစားပြီးသွားတာတင်မလာကပါဘောတက်လို့ပြအဲ့လိုလေအဲ့ဒီဘောနေရနည်းနောက်ဆုံးထမင်းစားရတာဒီလိုထမင်းစားရတယ်ဒီလိုအိပ်ရတယ်ဒီလိုအိပ်ရတယ်ပုံပြထားတာ
ဒါကတော့ sleep နေရ Water waste management နေရgift dish ဘာကြိုးသွားမယ် NASA United States ဘာတက်မယ်ဘာပထမအဦးဆုံးတက်တဲ့လေယာဉ်ဖြစ်ပါတယ်ကဲဒီလေယာဉ်ကိုပထမဆုံးတက်တဲ့လေယာဉ်ကိုတက်မယ်ကြည့်ကြပါဆုံး NASA ဘောတက်တဲ့လေယာဉ်ပုံမှာပေါ့နော် high bar space ကနေကြိုးစားပါတယ်လိုက်လာပါဒါကတော့ lessons နေရဒီကိစ္စရတာသူရဲ့အမေရိကန်ရဲ့ပထမဦးဆုံးပေါ့နော်ဒီလေရင်လက်ကဘာပေါ်သွားတဲ့လေရင်နေရပေါ့နော်အဲကြောင့်မို့သူတို့ရဲ့ပထမဦးဆုံးနေရာကိုဆရာလေးတို့နဲ့တို့လိုက်လာကြည့်လို့ရပါတယ်သူတို့ရဲ့ record တွေပေါ့နော်ဒီဇိုင်းပုံစံတွေဘယ်လိုသူတို့ create လုပ်တယ်လဲဘယ်လို engineer တွေဘယ်လိုလုပ်တယ်လဲပေါ့နော်သူတို့ရဲ့အတွေ့အကြုံတွေကဝေမျှထားတာဖြစ်ပါတယ်ဒီလေယာဉ်ထဲမှာပေါ့နော်ပြထားတာဖြစ်ပါတယ်အဲဒီကိုမိမိတို့လည်းဒီလာရတယ်ပြီးလို့ရှိရင်ဒီလိုအဖို့တဲ့နေရာကိုလည်းရောက်ခွင့်ရတယ်ပြီးရင်လက်ကဘာဘောကနေပြီးတည်လာတဲ့အရာတွေကိုလည်းထိတွေ့ဝင်ရတယ်ပေါ့နော်ကြောက်တုံးနေတယ်ဒါတူပေမဲ့လည်းမတူဘူးပေါ့နော်တူတော့တူတယ်ဒါကြီးမတူဘူးဆိုတဲ့မျိုးပေါ့အဲ့လိုမျိုးပေါ့နော်သူတို့ရဲ့ပေါ့နော်ထိန်းသိမ်းနိုင်စွမ်းနေအရန်ကောင်းတယ်ပြီးရင်ထိန်းသိမ်းနိုင်စွမ်းဆိုတာသူတို့ရဲ့ပညာရှင်တွေရဲ့အမြင်တွေပြီးလို့ရှိရင်သူတို့တုံးနေအရာတွေ idea တွေပေါ့နော်ပြီးချင်းဒီအားကဘာကိုသွားဖို့ကျင်းရတဲ့အရာတွေပေါ့နော်သိထားတဲ့အရာတွေခံပြီးတော့တမ်းမအောင်ပေါ့နော်လေ့ကျင့်ရမယ့်အရာတွေဘယ်လိုပြုမှုရတယ်ပေါ့ဒီလိုမျိုးနေရတယ်ဆိုတဲ့အရာတွေကိုလက်တွေ့ပေါ့နော်လက်တွေ့အဲ့လိုမျိုးမြင်ရတယ်ပေါ့ဒါပထမဦးဆုံးလေရင်ဖြစ်ပါတယ်ဒီလေရင်ပုံမှာမိမိတို့ရောက်ခွင့်ရခဲ့တယ်မို့လို့ပေါ့နော်အရင်ကကောင်းခဲ့တဲ့ဒီလေရင်ကြီးပုံမှာလည်းမိသားစုလည်းအများကြီးပို့ပေးခဲ့တယ်ပေါ့နော်အဲကြောင့်မို့လို့ဟိုလက်ကဘာဘောဒီပထမဦးဆုံးရောက်ခဲ့တဲ့လေရင်ကြီးပုံမှာမိမိရဲ့တတိနာလေတဲ့ဓမ္မတွေကိုလည်းမိမိရဲ့ရင်ထဲနှလုံးထဲကနေပြီးတော့မြင်တဲ့ຢာတွေကိုလည်းဒါမျှဝေခွင့်ရခဲ့လို့မိမိအတွက်မိမိလည်းပီတိဖြစ်တယ်ပေါ့နော်ဒီခရီးတွေအတွက်ပီတိဖြစ်တယ်မြင်တွေ့ခွင့်ရခဲ့တဲ့ထူးဆန်းတဲ့ຢာတွေတကယ်ကိုဒီလိုနေရာတွေဆိုတာရောက်ခွင့်ရဖို့ဆိုတာအရန်ဆိုတလောက်ကိုအရန်ပေါ့နော်ဖြူအရန်နေလို့နေပါလို့နဲ့အခွင့်အရေးပေါ့နော်မိမိရခဲ့တာဒါကလည်းမိမိရင်ထဲမှာရှိတဲ့ဓမ္မနေမိမိကိုပေးအကန်စီလောက်ကျန်ခရတဲ့အစာအုပ်နေရာဖြစ်ပါတယ် historical park နော်ဖြစ်ပါတယ်လောက်ကျန်ခံတဲ့ဟိုမှာချက်ရှိခဲ့ဒီကြိတ်ချေကကတော့ဒါသမရခန်တီတည်ဆုံးတဲ့နေရာဖြစ်ပါတယ်
ဒီတာဝါကိုတက်မှာဖြစ်ပါတယ်လိုက်ခဲ့ကြနော်ထောတာဝါထောရရှင်တာဝါReunion Tower ဘာဖြစ်လဲ Reunion Tower ထောမတိကဝရမှာ City Bus လမ်းမဝင်နေကြပါဒီမှာပါ 我进来了，咱来没有？地在哪里来了？就。တာဝါပေါ်ကနေမြင်ရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။ဟို accept နေတခုလို့ accept နေတခုလို့အားနေအောင်ဆိုပြီးdowntown view ဒါက downtown ဖြစ်တယ်